မင်းသားရဲ့ပါတီကစနေပါပြီကားတဲ့သူတွေကလည်းကနေကြတာပေါ့တချို့ဆိုကားတဲ့စတိုင်ကြီးကခေါင်းတွေတောင်ပြုတ်ကြတော့မဲ့ပုံနဲ့ကနေပါအဲ့လိုပါတီထဲကိုအလားဆုံးပုံအရက်ဆက်ဆုံးအပြုံးနဲ့ဝင်လာတာကတော့စင်ဒရဲလာပါဟင်းကရာကြီးကလည်းပရွက်စိတ်ကြိုက်လို့နာနေတဲ့ပုံနဲ့ကနေရထက်နေတောက်ပေါ်မာတွေဒီနောက်သားမိ3ယောက်နောက်သွားလိုက်ပါတော့တယ်ဒီမှာမင်းသားကိုငါမရိုက်နော်ဒီနို့နှစ်ယောက်တည်းတယောက်တော့ရအောင်ယူရမယ်နော်ဟုတ်ကဲ့မေဒီနောက်စင်ဒရဲလာရောက်လာပြီဟာနင်တို့တောက်ရုပ်ဆိုကြီးကမင်းသားကိုယူမယ်ဟုတ်လားမင်းသားမပြောနဲ့နင်တို့မင်းသားအိမ်ကကပ်ပလီကိုတော့မရဘူးရှင်းလားဘေးမှာလူတွေအများရှိတာမလို့သားမိ3ယောက်လဲတော်တော်လေးကိုရှက်သွားတာပေါ့အဲ့ဒါထက်စင်ဒရဲလာရဲ့ပုံစံကလုံးဝကိုမိမိုက်နေတာမလို့ထူးဆန်းနေကြပါလေရောနားရီတော့လို့ဟဲ့ဘာဖြစ်နေရလဲစင်ဒရဲလာနေငါသမီးကိုဘာလာလောက်တာလဲကျမတီးကကျမရဲ့ချစ်လှစွာသောအမောင်နည်းနည်းလေးကုတ်တာပါနာများနာသွားလိုက်အဲ့ဒီချိန်မှာပဲမင်းသားကသူ့ရဲ့စော်ရွေးပွဲကိုစဖို့လှုပ်ပါတော့တယ်ကဲငါရဲ့ကောင်မလေးကဘသူဖြစ်မလဲတောက်ရန်ကိုရင်ခုန်နေပြီကွာဒီထဲမှာအလှလေးတွေကများလိုက်တာဟာကျမကိုရွေးကျမအသက်ကြီးပေမဲ့မပြတ်စီသေးဘူးနော်ဟာတောက်ပွားတော့အသက်ကြီးမကြိုက်ဘူးဗျကျုပ်ကငငယ်လေးတွေပဲရှာနေတာကျုပ်ရဲ့ကောင်မလေးကဘာမှလဲမရှိဘူးပြန်တော့ရှင့်ကိုကျမလည်းမကြိုက်ဘူးမင်းသားလို့သာပြောတာတောက်ရုပ်ကဆို What ဘာလားငါ့ကိုဒီလိုပြောတာမင်းမရှိသေးတယ်မင်းကတော်တော်ထူးဆန်းတဲ့မိန်းမပဲတပ်ပြစ်မှရမယ်ဘာကျမကိုတတ်မယ်ဟဲ့လားကျမကိုတတ်ရင်ကျမရဲ့နှက်သမီးရှင့်ကိုလာတီးလိုက်မယ်ရှင်မကြောက်ဘူးလားဘာနှက်သမီးလဲနှက်သမီးတာတွေမမီးတာတွေနားမလည်ဘူးကွာငါရဲ့ကောင်မလေးကိုရှာရမယ်ကွာအော်အဲ့ဒီနှက်သမီးလှရင်ငါစီကိုပို့လိုက်ငါတစ်ချက်ရှိုးလိုက်မယ်ဟျောင်းတွေငါ့ကိုစော်ကားနေတဲ့ဒီကောင်မဖမ်းထားလိုက်စမ်းကွာကျမတီကိုမြန်မာလူကြီးလာတာမဟုတ်ဘူးလာလေးလာအကုန်တက်ပြစ်မယ်မင်းသားလည်းစင်ဒရဲလာကိုကြောက်သွားတာမလို့မိတို့ရဲ့သမီးတယောက်ကိုခေါ်ပြီးပြေးပါလေရောအမေဒီမှာချင်းနေမကောင်းတော့ဘူးခီးရအောင်ပြေးမယ်ကျန်နေတဲ့သားမီးနှစ်ယောက်လည်းလစ်ပြေးပါလေရောပြေးကြဟေးပြေးကြဒီလိုတော့ရမယ်နော်ပုံလို့တော့မရဘူး